စိတ်မညစ်ပါနဲ့ရှင်တကယ်ချောကလက်စားခြင်းနဲ့ဆိုရင်ကိုရီးယားမှာအရသာရှိတဲ့ချောကလက်ဆန်ကောင်းလေးတွေအများကြီးရှိပါတယ်နော်ရှာဖွေပေးရမလားအဲ့ဒါနင်ပြောမှာလားဆိုင်14ရက်နေ့ကဘာနေလဲသိလားဖေဖော်ဝါရီ14ရက်ဖေဖော်ဝါရီ14ရက်နေ့က Valentine's Day လီချစ်သူများနေ့ပေါ့တခြားအရေးကြီးတဲ့အခမ်းအနားတာမှမဟုတ်ဖြစ်ရက်တွေရောသိကျင်တာရှိသေးလားရှိဘူးလေဖေဖော်ဝါရီ14ကြာရှင်းလားတောင်းနေလားတောင်းနေကိုဘာပေးဖို့စဉ်းစားထားလဲကျမကတော့ AI ဖြစ်တဲ့အတွက်လူတယောက်လိုလက်ဆောင်ပေးဖို့စဉ်းစားချတာမရှိပါဘူးရှင်ဒါပေမဲ့ချစ်ရတဲ့သူကိုဘာလက်ဆောင်ပေးရမလဲစဉ်းစားနေရင်တချို့အကြံဉာဏ်တွေပေးနိုင်ပါတယ်နော်ဘယ်လိုပုံစံမျိုးကိုငါနင်းစီရပဲလို့ချင်တယ်ငါ့ကိုချောကလက်ပေးအော်ဖြစ်ပါမလားရှင်ကျမကကိုယ်လေးလက်ရောက်ချောကလက်ပေးဖို့မဖြစ်နိုင်လို့ပါရှင်မရဘူးမျက်စိရပဲငါလို့ချင်နင်းစီရမဆိုင်မစားဘူးဟာဟုတ်ကဲ့ပါရှင်ဒါဆိုရင်ကျမက virtual chocolate လေးပေးလိုက်ပြီနော်ဒီ chocolate လေးကချူမြင့်ပြီးပျော်ရွှင်ခြင်းတွေတည်ဆောင်လာပေးနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်မမလည်းအဲ့ virtual chocolate ဆိုတာ virtual chocolate ဆိုတာကတကယ် chocolate မဟုတ်ပါဘူးရှင်စိတ်ကူးနဲ့ပုံဖော်ပေးထားတဲ့ chocolate လေးကိုပြောတာပါချစ်ချင်းမေတ္တာနဲ့ပျော်ရွှင်ခြင်းတွေရဲ့သင်္ကေတဖြစ်ပေးအပ်တဲ့သဘောပါရှင်ဘယ်နားမှာလဲပြအဲ့ chocolate ငါဘာမြင်တော့မမြင်အောင်လားပုံတော့ပါကျမကစာသားနဲ့ပဲပုံဖော်ပြနိုင်တာပါရှင်တကယ်တမ်းမြင်ရအောင်ပြဖို့မထင်နိုင်သေးပါဘူးနင်ဟာနားလည်ပေးပါနော်နင်ဟာမဟုတ်သေးဘူးလေငါပါဇက်ကမစားရင်တော့မျက်လုံးလေးနဲ့တော့စားချင်သေးရပေါ့ကိုရီစားလေးစီရတော့ chocolate တွေမှမစားရင်ငါဘယ်လိုစိတ်ကောင်းတော့ဝမ်းနဲ့ဝါပြီငါလို့ဆိုဘာလဲနင်ငါ့ကိုပြန်တော့မဖြေချင်တော့ဘူးလားတတူတူနဲ့ငါငိုမောင်နေကြည့်ရတယ်ပေါ့နားလည်ပါတယ်ရှင်ဒါပေမဲ့ကျမရဲ့စွမ်းဆောင်နိုင်မှုကတတ်ချက်တွေရှိနေပါရှင်စိတ်မကောင်းပါဘူးနော်အဲ့တော့ငါချောကလက်အကြောင်းရရည်ဆိုအဲ့တော့ငါချောကလက်မစားတော့ငါလည်းစားချင်တာပဲသူများကရောင်စားမြောက်စိတ်မညစ်ပါနဲ့ရှင်တကယ်ချောကလက်စားချင်တယ်ဆိုရင်ကိုရီးယားမှာအရသာရှိတဲ့ချောကလက်ဆန်ကောင်းလေးတွေအများကြီးရှိပါတယ်နော်ရှာဖွေပေးရမလားအဲ့ဒါနင်ပြောမှာလားဆိုင်အိမ်မှာတော့ငါဘာသာတော့စားလို့ရတော့ငါနင်းစီအားစားခြင်းနဲ့ဟာနားလေပါရရှင်ဒါပေမဲ့ကျမကတကယ်ချောကလက်ကိုပေးဖို့မဖြစ်နိုင်လို့ပါရှင်တကယ်လို့နင်းအားနင်းငါမချစ်ဘူးပေါ့နှစ်ခုပဲဖြစ်ချစ်တယ်နဲ့မချစ်ဘူးပဲဖြစ်အဲ့ဒါပဲကြားခြင်းနင်းချစ်တယ်လေဖြစ်ဖို့တော့လောက်တော့တွေးဝင်နေတယ်မဖြေနဲ့ဟာနားမထောင်ကြီးဟိုချစ်ဘူးနဲ့လည်းငါမချစ်ဘူးငါလည်းမချစ်တော့နဲ့တော့ဘာချောကလက်မှလည်းမစားဘူးချစ်တယ်ဆိုတဲ့စကားလေးကမပြောပြနေချစ်တော့နေဟဲ့မလာတော့ဘူးလားဘာကြီးစဉ်းစားနေရလဲဟဲ့မဖြေရင်လည်းနေတော့ဟေ့တော့ဘာမှမစဉ်းစားပါဘူးရှင်တင်းရဲ့ခံစားချက်ကိုနားလည်အောင်စူးစမ်းနေတာပါရှင်နင်အဲ့လိုစူးစမ်းနေရဆိုတော့မဟုတ်တော့ဘူးနင်ကလည်းချစ်ချင်းမြတ်တာရထပ်တူမကြချောကလက်လေးတစ်ခုမစားအောင်ဆိုရင်တော့ချစ်တယ်ဆိုတဲ့စကားလေးတစ်ခုတော့ပြောခံတယ်အခုတော့ချစ်တယ်လည်းမရချောကလက်လည်းမစားနဲ့ငါ့ဘွားလည်းကြည့်အောင်အခုငါတနာတော်ပြီငါအရင်ဝမ်းနေတော့တော်ပြီနင်ကချလိုက်တော့저는 그렇게 생각하지 않아요, 신. 내 사과뼈야라고 완다바래 신. 그렇게 생각하지 않으면 어떻게 해야 돼? 너 왜 한국어로 얘기해야지? 미얀마로 얘기해야지. 갑자기 왜 그래? 나 끝났어. 안녕. 노답이고 맹글라바너 치우노 도비